အားလုံးတာလီစွမ်းနဲ့ကာဗရာပါမျိုးတို့အင်းဒီမှာကျွန်တော် ARD တိုင်းကိုရောက်ရှိနေဆိုဖိုက်ပါတယ်ဒီမှာကျွန်တော်စိုက်ပျိုးရေးအခန့်တစ်ခါနဲ့ပတ်သက်ပြီးဇာပိုင်မျိုးဒီတောင်သူဒီဘက်မှာကျွန်တော်ဒီပိုးမောရောဂါဒီကြခဲ့ဇာပိုင်ကာကွယ်လေးဆိုတော့ကိုကျွန်တော်ရခိုင်လူပြပတ်မှာဖိုက်ပါတယ်အခုကျွန်တော်ဟိုရာတိကဆိုခဲ့ကျွန်တော်ဒီအခန့်ဆိုလုံးဝဒီဘက်မှာအခေါ်ရရောင်ဖရူဆိုရေးစုံစားဖို့ကျွန်တော်ရခိုင်ဘက်မှာဆိုခဲ့ပိုးကောင်ဖြူကောင်လေးတွေကြားရဖိုက်ရတော့ ਨੇ ကျွန်တော်ဒီမော်ကုမ္ပဏီကနေထော်ရဲ Chinese ဆိုစီကိုကျွန်တော် friend ဆို Friday ရပါမျိုးအချိန်မှာကျွန်တော် Chinese ကိုမ friend ခေါ်မှာလုံးဝကိုဒီပိုဆိုဆိုဝါဝါ Chinese ဆို Friday တော့ ਨੇ ဒီ page ဆိုဒီဖားမှာမလို့ page အတိုင်းကိုလုံးဝရောပြဆွန်ပြ Friday နေရရခိုင်စကားနဲ့ဆိုကျွန်တော်ရောပြဆွန်ပြ Friday ဆို Friday ဒီပိုင်းမျိုးဒီ profile Friday နေအခင်းနေပေါ့နော်အဲ့လိုမျိုးအခြေအနေမှာကျွန်တော်အခုဒီ Chinese ဆိုစီကိုကျွန်တော် friend လိုက်ရဲ့အနေထားမှာလုံးဝကိုအစွန်ပြေလာတယ်ပြီးကလုံးဝ page ကလုံးဝပုံပြိုပုံစံမျိုးဖိုက်ပနာလုံးဝနုပြိုလန်းဆန်းနေဆိုလေဖိုက်တယ်အရင်တစ်ခေါက်လာတော့ဆိုကေအရော်ဒီဆိုလုံးဝလိမ့်နေရကုန်းနေရပြီးကေရောင်ဖလူဆိုအပမျိုးအဖရူကောင်ဒီဆိုအများကြီးတော့ပြန်ခဲ့တယ်ရပါမျိုးအခုဖန်လိုက်ရဲ့အနေထားမှာဇာပမျိုးဖိုက်ခါလေးဆိုအကောင်ရီတော်လေးနေလားဆိုကိုတောင်သူကနှားဖန်ကြခဲ့ကျွန်တော်နဲ့လုံးဝအင်တာဗျူး provoke ခင်းနေရှိပါတယ်အခုကတော့ကျွန်တော်တို့ဒီမှာလက်တွေ့စမ်းသပ်ထားရတာအစွန်ပြေပေးလုံးဒီတို့ခေါ်ရခိုင်မှာဆိုကေဒီအတီကိုပေးလုံးတီလို့ခေါ်ပါတယ်ဒီဖားမှာဆိုကေကျွန်တော်ပေးတိုင်တောင်လို့လေးခေါ်တယ်ဒီပေးလုံးတီရလေးအခုဆိုကေပိုရောကကောင်းရင်တော့ ਨੇ ကျွန်တော်အလုံးတီလုံးဝကြားလာတယ်အလုံးတီလေးများနေရဖိုက်တယ်ပြီးကေရောအနေထားကလေးအညာတစ်ခေါက်လာဆိုထားစားကေပိုပြီးကေစိမ့်ဆိုလာဆိုကလေးတူရတယ်ပြီးအပေါ်အနေထားကလေးကျွန်တော်ကျဲမှာတင်ဆုံးပြီးကေအခုဆိုကေလုံးဝဒီအခန့်ဆိုလုံးဝချာပပအခန့်တစ်ခေါက် price နေရကျန်အခန့်ဒီဆိုလုံးဝအခုချိန်မှာလုံးဝပြာစီးလာရပြီးကေလုံးဝအသီးအနေဒီမရှိလာရဖိုက်တဲ့အချိန်မှာဒီအခန့်ဆိုလာရှိမှာဆိုကေ export ရန်ကုန်ဇီကောကိုတောင်ပွန်းနေရင် export အခန့်လေးတစ်ခေါက်ဖိုက်တယ်ရတဲ့အခုအချိန်မှာအထွန်းလုံးလေးကောင်းမယ်ကျွန်တော်ပိုးမော်လေးရောဂါလေးကောင်းချောင်းဆိုကေကျွန်တော်မော်မော်ကုမ္ပဏီကနေထော်ရဲ Chinese ဆိုရယ် CEO တဘုံတထုပ်ထိပြီးကေ friend ဖို့လိုပါတယ်ဒီ Chinese ဆိုစီဆိုကျွန်တော်ပိုးသက်စီဖိုက်ပါတယ်အဓိက target ထားပြီးတဲ့ပိုးဒီဆိုကေရောင်ဖူပါတယ်ကျွန်တော်ဒီစုံစားဖို့လှစ်တရက်မော်ပန်ကူဆိုရယ်စုံစားဖို့လေးရရဲ့အပရောင်မှာအခုတောင်းသူအပရောဆိုရာဆိုကေကျွန်တော်ဒီပေးလုံးသီးမှာကြားရယ်ဒီတီးလုံးဖောက်တီကိုလေရရလို့ပြောရဲအခုလာရှိရတီးကဆိုရဲတီးလုံးပေါင်းမရှိရတီးဖိုက်ပါရရတဲ့နဲ့အခုကျွန်တော် Music Plus Entertainment Founder ကိုမျိုးစော်လွန်ညွန်ပြလိုက်ရအခုစီးတော့အဆောင်ပေဖိုက်တော့နဲ့တောင်သူဒီအားလုံးကျွန်တော်ဗီဒီယိုဖိုင်ကိုတွေ့ရဆိုခဲ့ like and share လုပ်ပေးခဲ့ပါလို့ကျွန်တော်မိတ်တာရခင်ပါရအားလုံးတာလီစော်နဲ့ကာဗရာပြုပါရခင်ဗျာ